အကြီးဟုတ်တယ်ဗျာဒီမဲ့ဟိုကတော့အလုံးတော့ကြီးရတယ်နော်အကြီးတော့ဒီမဲ့ပြင်းသိမ်းကြီးပြန်နော်ထုကြည့်အောင်နော်ကျွန်တော်လည်းတော့ကြောက်ကလည်းဒီလောက်တနေ့ကုန်ရှာတော့မရဘူးဗျနော်ကြောက်ကလည်းတော်တော်ကျဲတယ်ဗျနော်ဒီမဲ့အကြီးလားမသိဘူးဗျာအခုံပြူတော့အခုံပြူပြန်နော်အကြီးဟုတ်တယ်ဗျာဒီမဲ့ဟိုအလုံးကတော့မိုက်ပြီလုံးကြီးလိုက်ကွာဖော်မယ်နော်အကြီးများလိုက်ကွာနော်အလုံးတော့ကြီးရတယ်နော်အလုံးတော့ကြီးတယ်ဆိုဟောအေးပေါ်လိုက်ကြောက်ကအပဲ့ကြီးဗျာနော်အခုံပြူကြီးပြန်နော်ကွအကြီးများတယ်ဗျာဖော်ကြည့်အောင်အောင်လိုက်စမ်းကွာအကြီးများတယ်ကြောက်သားနည်းနည်းလိုတယ်ဗျာနော်အကြီးတော့ဒီမှာပြင်းသိမ်းကြီးပြန်နော်ပြောမှဆိုရင်ကျင်းနေမယ်မိုက်ပြီလို့ထင်တာဗျာနော်ကြောက်သားနည်းနည်းလေးကြာသွားခုံပြရနော်ခောက်เสียတော့မလို့ဗျာနော်အခုံပြောတော့တည်ရဗျတောင်းတောင်းဟာဆိုရင်နော်ကြောက်မျိုးရှင်းတယ်မရှင်းနိုင်တော့မိုက်ပြီနော်ရလေရလေကိုကားကြီးပဲကြောက်ရတယ်ကျင်းမနှမ်းရနော်ကြောက်ကတော့အရေးတော့များတယ်ဗျနော်ပြောရင်တော့ကြောက်သားတော့မရဘူးဗျနော်ထုကြည့်အောင်တော့ကျွန်တော်လည်းတော့ပြတဲ့ကြောက်ကလည်းကိုကားကြီးပဲကွာရေးပါတော့လေချမ်းသွားပြီဗျနော်ဆိုးလေဦးမင်းကတော့ရှဲတဲ့ကြောက်သားချင်းဘာမှလုပ်မရအောင်တော့ပြောမလို့နှုတ်တာပိန်းဥသားတာဗျနော်အရေးတော့များပြီတော့မရှိဘူးလေနော်ဒီလိုပဲရနော်အရေးပါတိုင်းနဲ့ရောင်းရအောင်မို့ကျွန်တော်တို့မှာနော်ဒီအရေးများတယ်မလီပါတစ်ဖက်ကတော့အရေးတိတ်မအောင်ပါတယ်ဒီဘက်မှာနော်အရေးကြတိတ်တာပဲနော်ဝဲလာမရှိသေးတော့မရှိနော်ဒီဘက်မှာဒီရောနှမျိုးတွေကကောင်းလာကြနော်ရပြီတင်လာကြနော်ကြောက်ကတော့